နေနဲ့လူပဲဟာအမေကလည်းအဲ့လိုပဲလုပ်နေတာညီတို့ညီမညီတော့အိမ်မစီဟုတ်ကြတယ်မလားထုတ်ကြီးနဲ့လေးလိုက်တာညီမလေးကုတယ်ပြပါလားဟုတ်ကဲ့မမအတော့ဘာရောအတော့မဒီတော့မအေးဝါတော့တာညီမစုရှိစက်နာတယ်ညီရတဲ့အကြီးမှမျိုးငယ်မှမျိုးစော်ကားပြီးနင်တို့အိမ်မောဆင်းသွားပြီးတော့လေဒီခုမှငါ့ကိုလာတောင်းမယ်ကြမလို့ဘူးဒီခုချစ်ထပ်သွားလို့ရတယ်နော်လို့အောင်တော့မှတ်ထားလိုက်ချောအာပြန်ခေါ်မှာပေါ့ငါသမီးမေရစားတာနောက်ခါကိုစစ်တော့မစတော့ရမယ်နော်ကြားလာမေအေကိုလည်းအဲ့လိုစော်ကားသူကအိမ်ထဲဝင်ပြီးတော့စားဝီဝီခမင်းစားမယ်ဆိုပြီးဘယ်ဒီရောက်သွားလဲသိဘူးခွေးမေအမေသမီးဒီနေ့ဈေးသွားအောင်မယ်နော်တော်မမေသမီးညီမလေးတယောက်ရလာပြီချစ်စရာလေးတော့နမေဘတူလေတော်နဲ့နမေလေးခမင်းစားမယ်ရေမမအေးစားမယ်ချစ်စရာလေးပါကလေးလေးဟဲ့ပုလို့နဲ့နမေလေးကဝိုင်းမမေကဝိုင်းဘာကတော့ဆွေးရမယ်ညီမလေးပေးညီမလေးလုံးပြီးသေးလားပြီးသေးဘူးလေညီမလေးရဲ့တခါစီးတာဘာဆိုပဲပြီးမှာတော့မရတော့မမကလေးတော့ထားပြီးတော့ဟုတ်ကဲ့အကွဲတယ်ရှင်နဲ့ပြပြလိုက်ညနေတိုင်းဖျားမလာနဲ့ဟုတ်ပါဘူးချော်လဲသွားတော့ပါအမေမိဖို့ပြန်လိုက်ပေးမယ်နော်ပြန်နဲ့လျှော်ပေးမယ်သမီးဈေးရတဲ့အဲ့ဒီအများကြီးဝယ်ထားတယ်ခလေးတွေကပြီးဝင်တယ်တော့ခလေးတော့ဝယ်ခိုင်းလိုက်တွင်အေးစစ်စရာလေးတော့ငါသမီးရွှေတက်သားပါပဲလားဒီမကျန်ဒီတော့အောင်မယ်နောက်ကြငါ့ရှင်နဲ့ပတ်နေငါအဲ့ဒါလေးပုံစံကိုဆိုးကောင်းပြီမမလည်းလက်စီဒီကလည်းငါဝယ်လာတယ်အကောင်လုံးတော့ဝယ်လာ